MMA Sport လေးမြန်မာမှာဒီတစ်ပတ်ရဲ့ Premier League စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ပွဲကိုကျွန်တော်နဲ့အတူတူသုံးသပ်ကြည့်အောင်ဗျာကျွန်တော်ရဲ့ Facebook YouTube TikTok လေးတွေကို Subscribe and Follow လုပ်ပြီးအားပေးလို့ရပါတယ်ဗျဒီညမှာတော့အားလုံးစောင့်ကြည့်နေကြတဲ့ Man City နဲ့ Wolves တို့ရဲ့ပွဲစဉ်ရှိနေပါတယ်ပွဲကစားမိအချိန်ကတော့ဒီနေ့ January 24ရက်စနေနေ့ညမြန်မာစံတော်ချိန်ည9:00နာရီခွဲမှာကစားသွားမှာဖြစ်ပါတယ်ဗျโอเคအခုလက်ရှိအခြေအနေကိုကြည့်အောင် Man City ကတော့အမှတ်ပေးစရာရဲ့ဒုတိယနေရာမှာ Arsenal ကိုအနီးကပ်ဖိအားပေးနေတာပါအမှတ်ပေးစရာရဲ့ဒုတိယနေရာကိုဆက်ပြီးမျှော်လင့်နိုင်ဖို့အတွက်ဆိုရင်တော့ဒီပွဲကသူတို့အတွက်မခက်မနေအနိုင်ရဖို့လိုအပ်နေတဲ့ပွဲပါပဲကဖက်က Wolf အသင်းကတော့ဇယားအောက်ခြေမှာတော်တော်လေးကိုရုန်းကန်နေရသည်ခံစစ်ပိုင်းမှာလည်းဟာကွက်တီအများကြီးရှိနေတာတွေ့ရပါတယ်ဗျအဓိကအချက်ကတော့ City ရဲ့အားကောင်းတဲ့တိုက်စစ်စွမ်းရည်နဲ့ Wolf တို့ရဲ့ပေါက်ပြဲနေတဲ့ခံစစ်တို့တွေးဆုံမှုမှာ City တို့ဘက်ကပဲတစ်ဖက်သားဖိအားပေးပြီးကိုးပြတ်အနိုင်ရသွားမလားကျွန်တော်တို့ခံမှန်းရလက်ကတော့ Man City မကူးနင်းအထက် Wolf တုံညဒါမှမဟုတ်တကိုးဖြစ်ပါတယ်ပွဲပြီးရင်ရောရလက်ကဘလို့ထွက်လာမလဲဆိုတာအတူတူစောင့်ကြည့်ကြအောင်ဗျာရှေ့ဆက်ပြီးတော့လည်း MMA Sport Play မြန်မာမှာအားကစားသတင်းတွေကိုအပတ်တိုင်းတင်ဆက်ပေးသွားပါဦးမယ်။ဒါကြောင့်ကျွန်တော်ရဲ့ Facebook, YouTube, TikTok လေးတွေကို Subscribe and Follow လုပ်ပြီးအားပေးလို့ရပါတယ်ဗျာ။ကျွန်တော်ရဲ့ Telegram မှာဘောလုံးပွဲ live လေးလွှင့်ပေးထားပါမယ်။အဲဒါကြောင့် Telegram ကို join ထားကြပါအောင်ဗျာ။ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။